Rose stitch 1. အားလုံးပဲမင်္ဂလာပါအမအခု rose stitch တစ်မျိုးလုပ်ပြမယ်နော်ဒီ rose stitch လေးကကြတော့လုံးဝကိုနင်းစီပန်ပွင့်လေးနဲ့တူတဲ့ဟာပေါ့နော်အဲ့ဒါလေးရဖို့အတွက်ကိုမတို့ကပထမနည်းလေးအတိုင်းပဲလက်တက်လေးငါကိုလုပ်ထားမယ်အဲ့ဒီအတွင်းကိုမှမတို့ကဒီ weaving technique အတိုင်းပေါ့နော်တစ်ခုဝင်တစ်ခုထွက်တစ်ခုဝင်တစ်ခုထွက်နဲ့မတို့ကဒါကိုဒီအဝိုင်းဝိုင်းထားတာတပတ်လေပြည့်တဲ့အထိပတ်သွားလိုက်မယ်ဆိုလို့ရှိရင်အမားတို့လိုချင်တဲ့ rose stitch လေးရပါပြီဒါပေမဲ့လုပ်တဲ့အခါမှာခြီကိုအရင်ကြီးတင်းကျပ်နေအောင်လုပ်တာမျိုးမဟုတ်ပဲဖွားဖွားလေးเนาะဖော်လေးပဲတပတ်လေအဲ့လိုရစ်ပြီးပတ်သွားမယ်ရက်သွားမယ်ဆိုလို့ရှိရင်အမားတို့ကလှတဲ့ rose stitch လေးရသွားမှာဖြစ်ပါတယ်เนาะ